ကဲဒီတစ်ပုတ်ကတော့ horror ဇာတ်လမ်းတွေကြိုက်တဲ့သူတွေအတွက်တော်တွင်းနေရာမှာတော့ Yamishibai Japanese Ghost Story ဒီ anime လေးကတော့ season 9 ခုအထိရှိပြီးတစ်ပိုင်းကို9မိနစ်လောက်ပဲရှိပါတယ်အပိုင်းတိုပေမဲ့အထင်မသေးတဲ့ anime လေးပါပဲ anime style လေးကတော့နည်းနည်းကွဲပြားပေမဲ့ကြည့်ရအဆင်ပြေအထင်မှာတော့ပါပါတယ်တစ်ပိုင်းကြီးကဇာတ်လမ်းတစ်ပုတ်ချင်းစီကိုပြတာထားတာမို့အချိန်ရန်ကြီးမပေးနိုင်ဘူးဆိုရင်တော့အားတဲ့အချိန်လေးတွေမှာပဲကြည့်လို့ရပါတယ်သူ့ရဲ့ဇာတ်လမ်းတွေကနေကြောက်စရာကြီးတွေပဲမဟုတ်ပဲစဉ်းစားစရာတွေစိတ်ဝင်စားစရာတွေနဲ့ပြည့်နေရမို့မပြင်းရပဲကြည့်နိုင်မှာပါဒါကြောင့်မို့ဗာလီကို recommend ပေးချင်ပါတယ်နံပါတ်2အနေနဲ့ကတော့ Combat Party ဒီ anime လေးကတော့အပိုင်း5ပိုင်းလောက်ပဲရှိပြီတကယ်ရင်မောထိတ်လန့်စရာကောင်းတဲ့ anime လေးပါပဲကျောင်းမှာနှုတ်ဆက်ပွဲလုပ်နေရင်မကစားတဲ့နဲ့ကစားနည်းတစ်ခုကိုကစားမိပြီဘရာလောကတွေရောက်သွားရင်ဘယ်လိုကြုံတွေ့ရမလဲလွတ်မြောက်ရောလုံနိုင်မှာမလားဆိုတာကိုရင်တမမနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်တွေ့တတ်တဲ့အခန်းတွေများသာပါဝင်တာမို့အရင်ကြောက်တတ်တဲ့သူဆိုရင်တော့တတိထားကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျနံပါတ်1ပထမနေရာမှာထားခြင်းတဲ့ anime ကတော့ horror anime လို့ပြောလိုက်ရင်လူတိုင်းသိလောက်မဲ့အနာသာဖြစ်ပါတယ်အနာသာ anime တကားလုံးကိုမသိရင်တော့ဒီ T နဲ့ Licorice မီးတွေပိုင်းတိုလေးတွေကိုတွေ့ဘူးကြလိမ့်မယ်ထင်ပါတယ်ဒီ anime ကတော့12ပိုင်းရှိပြီးစင်းတစ်ခုလေးဖြစ်ပါတယ်ဇလန်းလေးကအကြောင်းတစ်ကြောင်းအကြောင်းသားတွေတယောက်ပြီးတယောက်တည်ကုံရခြင်းအကြောင်းရင်းပေါ်ခြေခံထားရပဲဖြစ်ပါတယ်တကယ်ပဲတိုက်ဆိုင်မှုပဲလားဒါမှမဟုတ်တင်စားတင်နေရလားစရဲမိကုန်းနေနဲ့အဆုံးတက်မှာမထင်မှတ်ထားတဲ့အကြောင်းအရာတွေကိုရှားဖို့တွေ့ရှိသွားခြင်းကိုစိတ်ဝင်စားဖို့ကြည့်ရှုရမှာဖြစ်ပါတယ် horror တိတက်နေမဟုတ်ပဲ mystery နဲ့ psychology အမျိုးမျိုးပါဝင်တာကြောင့်ကြည့်ရမပြင်းစရာဘူးလို့အာမခံပါရဲ့ဗျာကဲဒါလေးရတော့ကျွန်တော်ရဲ့ top 3 horror anime လေးပဲဖြစ်ပါတယ်နောက်တစ်ခါဘယ်လို anime အမျိုးအစားကိုကြည့်ကြင်ကြလဲဗျနှောဇက်ပါဆုံးထိကြည့်ပြီလို့ကျေးဇူးပါ see you guys